မင်္ဂလာပါဒီနေရာကိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ဒီနေ့စိတ်ထဲမှာအတွေးတွေမရက်နိုင်ဘူးဆိုရင်အရာအလုံးကိုစဉ်းစားနေရလို့ပင်ပန်းနေရဆိုရင်ဒီအချိန်လေးကတင်ထွက်ပါပဲအခုချိန်မှာဆုံးဖြတ်ချက်ချစရာမလိုပါဘူးအဖြေလည်းရှာစရာမလိုပါဘူးတင်နောက်ချနေတယ်ဆိုတာလည်းမဟုတ်ပါဘူးတင်မအောင်မြင်တာလည်းမဟုတ်ပါဘူးအချိန်ကုန်သွားနေတယ်ဆိုတာကလည်းမဟုတ်ပါဘူးတကယ်တမ်းကျတော့တင်ကခဏလေးဖြစ်ဖြစ်အနားယူချင်နေတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်အတွေးတွေလွန်ခဲ့တာကစိတ်ထားကောင်းလို့ဖြစ်တာများပါတယ်မှန်ကန်ချင်လို့လုံခြုံချင်လို့ဂရုစိုက်တတ်လို့ပါအဲ့ဒီအတွက်တင်မာနေတာမဟုတ်ပါဘူးဒါပေမဲ့ဒီညမှာတော့အတွေးတွေအကုန်လုံးကိုတည်သွားစရာမလိုပါဘူးစိတ်ထဲမှာမိကွန်းတစ်ခုပေါ်လာရင်အဖြေချက်ချင်းဖြေစရာမလိုပါဘူးမဖြေဘဲနဲ့လည်းထားလို့ရပါတယ်မဖြေသေးတဲ့မိကွန်းတွေဟာအန်ဒီရယ်မဖြစ်ပါဘူးစိတ်ပင်ပန်းနေတယ်ဆိုတာကိုဒါပြသနေတာပါဒီညမှာစကားတွေပြန်တွေးဖို့မလိုပါဘူးအနာဂတ်ကိုလည်းကြောက်ဖို့မလိုပါဘူးကိုယ့်ကိုယ်ပြင်ဖို့လည်းမလိုပါဘူးနားနေခြင်းဟာဆုလက်မဟုတ်ပါဘူးလိုအပ်ချက်တစ်ခုပါအတွေးတွေကျေလောင်နေဖြောက်ဖို့မလိုအပ်ပါဘူးအတန်ကိုနည်းနည်းပဲလျှော့လိုက်ပါအတွေးတွေရှိနေလို့ရပါတယ်ဒါပေမဲ့ဒီဟာအတွေးတွေမဟုတ်ပါဘူးအတွေးတွေကိုမြင်နေရတဲ့တူပါဒီညဟာဘဝကိုဖြည့်ရှင်းရမယ့်ညမဟုတ်ပါဘူးအနာဂတ်ကိုစီစဉ်ရမယ့်ညလည်းမဟုတ်ပါဘူးစိတ်ကိုနည်းနည်းလေးပဲဖြစ်ဖြစ်လွတ်ပေးရမယ့်ညတစ်ညပါနည်းနည်းပဲလွတ်ထားနိုင်ရင်လည်းလုံလောက်ပါတယ်နားလည်မှုဟာနားပြီးမှလာတတ်ပါတယ်အခုနားလို့ရပါတယ်အဖြေမလိုပါဘူးအေးစစ်စစ်ဖြည့်အောင်ပါပဲမနေ့ပြန်ကိုစိတ်ပူလာရင်ကိုယ့်ကိုပြောလိုက်ပါမနေ့ပြန်မရောက်သေးဘူးအခုမတွားရသေးဘူးအခုဒီနေရာကလုံခြုံပါတယ်တင်ဟာအများကြီးကိုတိတ်တိတ်လေးတည်လာခဲ့တာပါအဲဒါကြောင့်စိတ်ကဖြစ်နေတာတဘာဝပါဒါဟာပြည့်စည်နေတာမဟုတ်ပါဘူးကြိုးစားနေခဲ့တယ်ဆိုတဲ့အထောက်အထားပါအခုခဏလောက်ရက်လို့ရပါတယ်အနားယူခြင်းဟာဘဝကိုထောက်ပံ့ပေးပါတယ်အခုကျမစကားတွေကိုအပြေအဝအနားမထောင်လဲရပါတယ်နောက်ခံအတန်လို့ထားလိုက်ပါတင်ဟာအခုချိန်မှာလုံခြုံပါတယ်ဒီညမှာစဉ်းစားတာကိုနည်းနည်းလေးလျှော့လို့ရပါတယ်ကောင်းတော့ညပါနော်အိမ်မက်လက်လာပဲပါစေနော်နောက်ဗီဒီယိုတွေမှာထပ်တွေ့လို့ရအောင် channel လေးကို subscribe လုပ်ခဲ့နော်